ဦးငဲ့ ဗျာ ကြိတ်လိုက်အောင် ကြည့်မယ် အဲ့ဒါစပြီးတော့မေးလိုက်တော့မယ်ဦးငဲ့ ကဲကိုလူရုပ်ရှင်ရိုက်ဘူးလားဟာကြီးရရိုက်ဘူးလား ရိုက်ဖူးပါလေ ကိုနဲ့ရိုက်ဘူးလားဥက္ကနဲ့ရိုက်ဘူးလား ငယ်ငယ်လေးကိုရိုက်ဖူးလား ကဲ ငယ်တည်းက ကံကောင်းခြင်းအဲ့နှစ်ခုကိုပြောပြပါအောင်ဗာလေးလေ ကံကောင်းခြင်းပဲပေါ့ ဘာဟုတ်လေလက်မပါရဆိုတော့ဘာလို့လို့ ကံကောင်းခြင်းတစ်ခုလက်မှာရှိတယ် အဲ့ဘာလဲ ဆက်ပါလေ ကံကောင်းကားရ စဉ်းစားနေဟိုကလေဒီပစ္စည်းလေးကလေးကခင်တာဟုတ်တယ်မလားမှန်တိုင်းပြော ဒီဒီကပစ္စည်းကဘယ်လောက်လဲ ဟိုပါဘောခလေးလေးကလေးကဘောစက်ခွန်ဆို ဒီ ရှင် ရဆိုတော့ပစ္စည်းတွေဖြစ်မှာ ဒီမဝေးခင်လေးကခင်တာ ငွေခင်နေရတာမဟုတ်ပါ အစိုးရလားမင်းသားလားဒါမှမဟုတ်နှစ်ခုလုံးလား ရုပ်ရှင်ရိုက်ဘူးလေတဲ့ ရုပ်ဟမ် ရုပ်ရှင်ရိုက်ဘူးလေခုနကပြော ချင်းလေးနည်းနည်းဆိုဘူးလေ အော်တချင်းလေးနည်းနည်းပဲဆိုဘူးလေ တချင်းဆိုပြီး နည်းနည်းရိုက်ဖူးတယ် တားလေးရှိရမလား တားရှိတာလေတားဘာလဲတောင်းဝဲလာတာပြီးတော့ခဏ ဟိုကနေတော့ပိုင်စိန်နဲ့တော်တော်အပြင်မှာရင်းနှီးမဲ့တော်ရှိ အေးတော့ကြည့်နေမှာမသိဘူး ဗျချိန်လုံးပိုင်စိန်ကိုပဲစ ဟုတ်တယ် ပိုင်စိန်ချော့မပြတ်နေတော့မင်းနဲ့ဒါရင်းနှီးပြီ ဟုတ်လား အချိန်လုံးမင်းကိုပဲ တတိရှင်ကိုပိုင်ကိုတနေရကင်လိုက် ဟာလေဘယ်ဟုတ်လဲ မဟုတ်လေအင်ဂျီလက်တို့ပါဟာ ဖိုက်တာဗျဖိုက်တာ ဟုတ်ကိုယ့်အကိုပြောငါ့ကိုလာမထိနဲ့သူများတွေကငါ့ကိုတမျိုးထင်ကုန်ပြီတော့အဲ့လိုဝေးဝေးနေ သူကဘာကာဆိုတော့မုံပေါ့ မဟုတ်ဘော မုံကြိုက်တယ်မလားမုံလေ ဟမ် မုံကြိုက်တယ်ဟုတ် ဘာကပဲကြိုက်တယ် ဟောဘာကပဲကြိုက်တယ်ကဲ တားလေးတယောက်ရှိတယ်မလား ဟု လို့ တ်တယ်ဥပ်ပါတယ် တားလေးကအများကြီး ကြောက်ပြောတာ တားလေးပဲ အာ တားလေးပဲ ဒါကြတော့ တားကြီးတားကြီး တ ပေါ့ မီးကြီး ဟောဘာပြောอ่ะ ဒါလေးတဲ့ ဟာဖျားငါ့ကိုမလုပ်ဘူးအေးပြော တားလေး အဲ့မရအေးကွာအဲ့တော့ तू ဘယ်သူလဲတော့ရိမ့်မိသွားပြီမမေးတော့သူကဲတကယ်ချင်းသာပြောဘယ်သူမှမသိဘူးပြန်မေးဘာလို့ကိုကိုတိလို့သူဖဲ့နေကိုပြန်မေး တားလေးရ ပြန်မေးလေကွာဖေးရတယ်ဟောဘာဘူးမင်းတို့မသိပါဘူးတကယ်ကြောက်ဖျောက်မင်းတို့မသိသေးဘူးဟုတ်လားမင်းတို့မသိသေးဘူးတကယ် ဘဝချတစ်ချက်တည်း3လောက်ချခံနေရပြီ နော်စိတ်ထဲမှာကြတဲ့မင်းတို့လုံးဝမသိဘူး ပြန်ချလေဘာကကြီးကပြန်ချလေ ချအောင်ပြောရတယ်ငါလည်းမဆိုင်ဘူးတော့ တားလေးကတစ်ခါတလေပဲကောင်းတယ် အဲ ဟုတ်တကယ်သူလဲတော့ဘာပြောဘယ်သူမှတော့မသိဘူးချစ်စရာရန်ကောင်းတယ် ဒါအထက်မှာတော်တော်ချွေးပြန်နေတော့ပြီအထက်မှာတော်တော်ချွေး ပူ ပြန် ပူအဲ့ကျွန်တော်မချစ်တော့ ဒီဘဘကြီးကဟိုးပဝေတနီခစ်ခတဲ့ရဟိုးသမီးတို့မမွေးခင်ခစ်ခတဲ့ရပြီးစီခတဲ့ရ ဟုတ်တယ် မင်းသား ဘာမေးတော့ ဟမ် လားဘာမေးတော့လား ဘာမေးတော့လားတဲ့ ဟေး ဘယ်သူလဲသိနေပြီဆိုတော့မေးရမှာကြာတော့ ဟုတ်ချင်မှလည်းဟုတ်ပါဘောမေးလေဒီတော့အတန်ကြီးကငါပြောမင်းထင်တဲ့အဲ့တယောက်မဟုတ်တော့ဘူးလူကသာအရက်ရှည်ချင်အောင်စောင့်နေတာအမှန်တူတူလေးနော် ရက်လား ပြီးတော့စကားပြောတာ6လာတယ်လေချောင်းလေချောင်းတိချမေးဦး 不管谁还要呢，就熬一张菜。ဘာရပြောလဲလူတွေအများကြီးရှိပါဟေး ဒီမှာဟာသားဆန့်ရှိတယ်သိလား ကျေးဇူးတင်ပါတယ်အခုတော့မေးဖို့လည်းအချင်းကပြေးသွားပြီဖြစ်တဲ့မမေးပါနဲ့တော့ခင်ဗျာ2မိနစ်လည်းပြေးသွားပါပြီ The Massinger